တောင်ကိုရီးယားနိုင်ငံကလျှို့ဝှက်တခွဲခန်းတစ်ခုမှာကြောက်မက်ဖွယ်ကောင်းတဲ့မျိုးရိုးဗီဆက်ဆံတတ်မှုတွေကိုလျှို့ဝှက်လှုပ်ဆောင်နေကြပါတယ်။သိပ္ပံပညာရှင်တွေဟာကလေးငယ်တွေကိုစမ်းသပ်ခံအဖြစ်အသုံးချပြီးသူတို့ကိုတွေးရတဲ့လူသက်လက်နက်တွေဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ကြတာပါ။အံ့ဩစရာကောင်းတာကသူတို့အောင်မြင်သွားခဲ့ပါတယ်။အဆုံးစွန်သောထိပ်တန်းလူသက်သမားတစ်ယောက်မွေးဖွားလာခဲ့ပေမဲ့အထက်လူကြီးတွေကတော့စတင်ပြီးထိတ်လန့်ချောက်ချလာခဲ့ကြပါတယ်။ဒီလိုစွမ်းရှင်ကလေးတွေဟာတနေ့မှာထိန်းချုပ်မရဖြစ်လာမှာကိုသူတို့ကြောက်ရွံ့နေကြတာပါဒါကြောင့်သူတို့ဟာစီမံကိန်းကောင်းဆောင်ဒေါက်တာဘက်ကိုရှင်းလင်းရေးအစီအစဉ်လှုပ်ဆောင်ဖို့အမိန့်ပေးခဲ့ပါတယ်ကလေးတွေကိုတယောက်ပြီးတယောက်ဖယ်ရှားပစ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းမိန်းကလေးငယ်တယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်လုံခြုံရေးအရာရှိချုပ်မစ္စတာချွိုင်ဟာသူမကိုလိုက်လံဖမ်းဆီးဖို့အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ခဲ့ပေမဲ့အခြားစမ်းသပ်ခံတယောက်ကိုပဲဖမ်းမိခဲ့ပါတယ်ဒေါက်တာဘက်ကတော့မစ္စတာချွိုင်ကိုစူပူချိန်မောင်းရုံတင်လုပ်ပြီးဒီတိုင်းပဲလွှတ်ထားလိုက်ပါတယ်သူမရဲ့အမြင်မှာတော့အဲ့ဒီမိန်းကလေးဟာရှစ်နှစ်သမီးလေးပဲရှိပါသေးတယ်။သူမကိုထိန်းချုပ်ထားတဲ့ဆေးဝါးတွေမရှိရင်ထွက်ပြေးရင်းနဲ့တင်တေဆုံးသွားလိမ့်မယ်လို့ထင်နေတာပါ။ဒီလောက်ပြည့်စုံတဲ့စံတမ်းမှုရလက်တစ်ခုကိုဆုံးရှုံးလိုက်ရတာကိုပဲနှမျောနေမိတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီမိန်းကလေးငယ်ဟာတညလုံးထွက်ပြေးခဲ့ပါတယ်။အဆုံးမှာတော့သူမဟာပင်ပန်းနွမ်းနယ်မှုတွေကြောင့်လယ်ကွင်းတစ်ခုမှာတတိလစ်လဲကျသွားခဲ့ပါတယ်။လယ်သမားတစ်ယောက်ဟာနွားတွေကိုအစာကျွေးနေရင်တွေးအိုင်ထဲကကလေးငယ်တစ်ယောက်ကိုတွေ့ရှိသွားခဲ့တာပါ။သူဟာထိတ်လန့်သွားပြီးသူ့ဇနီးကိုလှမ်းခေါ်ကမိန်းကလေးငယ်ကိုအိမ်ထဲသို့ပွေ့ချီခေါ်ဆောင်သွားခဲ့ပါတယ်။ဆရာဝန်ကသူမကိုစစ်ဆေးပေးပြီးဒဏ်ရာတွေကပြင်းထန်ပေမဲ့ခန္ဓာကိုယ်ကတော့အဆင်ပြေပါတယ်လို့အတည်ပြုပေးခဲ့ပါတယ်။စိတ်မကောင်းစရာကတော့သူမမှာဘာအမှတ်တမ်းရောစင်များမှတ်မိခြင်းမရှိတော့ပါဘူး။ကျင်နာတတ်တဲ့လယ်သမားဇနီးတီဟာကိုမကယ်တင်နိုင်တဲ့မိန်းကလေးငယ်ကိုကြည့်ပြီးမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေ့ကစလို့အဲ့ဒီမိန်းကလေးမှာဂျာယွန်းဆိုတဲ့နာမည်အသစ်တစ်ခုရရှိခဲ့ပါတယ်။မျက်စိတမိတ်တွင်းမှာတင်ဆဲနှစ်တာအချိန်တွေကုန်ဆုံးသွားခဲ့ပါပြီဂျာယွန်းဟာယဉ်ကျေးပြန်တန်းပြီးသူတစ်ပါးကိုစာနာတတ်ကအတန်းထဲမှာအမြဲတမ်းပထမရတဲ့ထူးချွန်တဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ကြီးပြင်းလာခဲ့ပေမဲ့အမြဲတမ်းအားနည်းပြီးမကြာခဏဖျားနာတတ်ပါတယ်သူမရဲ့ပခုံးပေါ်မှာတော့စမ်းသက်ခံဘဝတုန်းကရခဲ့တဲ့ကုန်းနံပါတ်တွေရှိနေပါတယ်မကြာသေးမီကသူမရဲ့ခေါင်းကိုက်ဝေဒနာဟာပုံမမကြာခဏဖြစ်ပွားလာခဲ့ပါတယ်ဆရာဝန်ကသူမမှာအသက်ရှင်ဖို့3 လပဲလိုတော့တယ်လို့ပြောပြခဲ့ပါတယ်တခုတည်းသောမျှော်လင့်ချက်ကတော့သူမရဲ့တရင်တမြင်မိပါတော့ဒီစီကလိုရင်းကျင်စီအစားထိုးကူတာမှုခံယူဖို့ပါပဲဒါပေမဲ့ဂျာယွန်းဟာသူတို့ဘသူပဲဝါမှန်းမသိပါဘူးတစ်ဖက်မှာလည်းမိသားစုရဲ့လူနေမှုဘဝဟာပုံမကျက်တဲလာခဲ့ပါတယ်စီးပွားရေးတွေပြက်ကွက်ပြီးအမဲသားဈေးကွက်လည်းပြိုလဲသွားခဲ့ပါတယ်လေကွင်းကိုကဲတင်ဖို့အတွက်သူမရဲ့ဖခင်ဟာအကျွေးအမြောက်များယူခဲ့ရပြီးနွားတွေကိုဈေးပေါပေါနဲ့ရောင်းချခဲ့ရပါတယ်ပိုဆိုးတာကသူမရဲ့မိခင်ဟာတငယ်ပြန်ယောဂစတင်ဖြစ်ပွားလာခဲ့ပေမဲ့သူတို့မှာကူတာဖို့ငွေကြေးမရှိပါဘူးဂျာယွန်းဟာမတိဆုံးခင်မွေးစားမိဘတွေကိုကျေးဇူးဆက်ခြင်းနဲ့အတွက်အုံနောက်ဆိုင်ရာပါရဂူတွေကိုနေရာအနှံ့လိုက်လံရှာဖွေခဲ့ပါတယ်။သူမမှာမွင်ဟီလို့အမည်ရတဲ့တငယ်ချင်းအရင်ကြီးတစ်ယောက်ရှိပြီးသူမရဲ့ဖခင်ဟာရဲအရာရှိတဦးဖြစ်ပါတယ်။တနေ့မှာကျောင်းသွားမဲ့လမ်းမှာမွင်ဟီကအရန်လူကြိုက်များနေတဲ့စွမ်းရည်တန်ပွဲတစ်ခုအကြောင်းပြောပြခဲ့ပါတယ်။စုချင်းငွေကတော့တန်း900ဖြစ်ပါတယ်။ဂျာယွန်းဟာအရင်ကဒီလိုအရာတွေကိုစိတ်မဝင်စားခဲ့ဘူးပေမဲ့ဒီတစ်ချိန်မှာတော့မိသားစုရဲ့ဝင်ထုတ်ဝင်ပိုးကိုရှော့ချပေးနိုင်ဖို့အတွက်ဘာမှမတွေးဝေပဲစည်ရင်ပေးသွင်းလိုက်ပါတယ်။သူမဟာလှပပြီးအတန်ပါဝါကောင်းမွန်တဲ့အပြင်မျက်လက်ပါပြသနိုင်ခဲ့ပါတယ်ထူးခြားပြောင်မြောက်တဲ့ဖြောပြမှုနဲ့အတူဒိုင်လူကြီးတွေကိုဖန်ဆားနိုင်ခဲ့ပြီးအွန်လိုင်းပေါ်မှာလည်းအလင်းမြန်နာမည်ကြီးသွားခဲ့ပါတယ်ဒါပေမဲ့မွေးစားမိဘတွေကဒီသတင်းကိုကြားရတဲ့အခါမှာတော့မပျော်ရွှင်နိုင်ပဲစိုးရိမ်ပူပန်မှုတွေသာဖြစ်ပေါ်ခဲ့ကြပါတယ်သူတစ်ပါးကသူမကိုမနာလိုဖြစ်မှာကိုလည်းကြောက်ရွံ့ကြသလိုသူမမိမိတို့စီကနေထာဝရထွက်ခွာသွားမှာကိုလည်းကြောက်ရွံ့နေကြတာပါဒါတင်မကပဲဒေါက်တာဘက်ခါမကြခင်မှာပဲဒီထူးခြားတဲ့မိန်းကလေးကိုသတိထားမိသွားအားခဲ့ပါတယ်ဒါဟာမျက်လက်မဟုတ်ပဲတဘာဝလွန်ဆွမ်းအားတစ်ခုဖြစ်တယ်ဆိုတာကိုသူမကောင်းကောင်းကြီးသိရှိနားလည်ထားပါတယ်ဒီတစ်ချိန်မှာတော့သူမဟာဂျာယွန်းကိုပြန်ခေါ်လာဖို့ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ရက်အနှဲငယ်ကြာမှာမိန်းကလေးတွေဟာပြိုင်ပွဲအတွက်စိုးမျိုးကိုတွားမဲ့ရထားကိုအမိပြေးစီးခဲ့ကြပါတယ်။လမ်းမှာမွင်ဟီကဂျာယွန်းရဲ့ကျဲပွင့်တပွင့်ဖြစ်လာမဲ့အနာဂတ်ကိုစိတ်လှုပ်ရှားစွာစီစဉ်နေခဲ့ပါတယ်။သူမကဂျာယွန်းရဲ့မန်နေဂျာဖြစ်တယ်လို့ပြောပြီးစုချင်းငွေကိုတဝက်စီခွဲယူဖို့တောင်းဆိုခဲ့ပါတယ်။သူတို့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ရုပ်ချောတဲ့ကောင်လေးတစ်ယောက်ကတော့မရေပဲမနေနိုင်ဖြစ်ခဲ့ပါတယ်။သူ့နာမည်ကဂွေကုန်းဂျာဖြစ်ပြီးဒေါက်တာဘက်ဆေလွတ်လိုက်တဲ့လူသက်သမားတဦးဖြစ်ပါတယ်။သူကဂျာယွန်းကိုနှွေးထွေးစွာနှုတ်ဆက်ခဲ့ပြီးသူမရဲ့လျှို့ဝှက်ကုန်နာမည်ဖြစ်တဲ့စုံမလို့တောင်လှမ်းခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဂျာယွန်းကတော့လုံးဝကိုဝေခွဲမရဖြစ်နေပုံမှာပဲသူမကသူ့ကိုမသိသလိုသူဘာတွေပြောနေလဲဆိုတာကိုလည်းနားမလည်ပါဘူး။ဂွေကုန်းဂျာဟာစိတ်ရှည်မှုတွေကုံဆုံးလာပြီးသူမကိုရိုက်နှက်ဖို့လက်ရွယ်လိုက်ပါတယ်။ဂျာယွန်းရဲ့မျက်ဝန်းတွေထဲမှာတော့မျက်ရည်တွေပြည့်ရှံလာခဲ့ပါတယ်။မွင်ဟီကဒေါသတကြီးအော်ဟစ်လိုက်တာကြောင့်လူတိုင်းရဲ့အာယုံစိုက်မှုကိုရရှိသွားခဲ့ပါတယ်။ဂွေကုန်းဂျာကတော့ပြက်လုံးထုတ်ရင်းနဲ့ပဲနှုတ်ဆက်စကားဆိုကထွက်ခွာသွားခဲ့ပေမဲ့ယထာအပြင်ကိုခြေလန်းလိုက်တဲ့အချိန်မှာပဲလူတစ်ယောက်နဲ့ပခုံးချင်းတိုက်မိသွားခဲ့ပါတယ်။အဲ့ဒီလူကတောင်းပန်ခြင်းမရှိဘဲရိုင်းဆိုင်စွာပြုမှုခဲ့ပါတယ်။ဂွေကုန်းဂျာဟာဒေါသပေါက်ကွဲသွားခဲ့ပါတယ်။သူဟာလက်တစ်ဖက်ထဲနဲ့တင်အဲ့ဒီလူကိုအလွယ်တကူနှိမ်နင်းလိုက်ပြီးအချိန်နဲ့မောင်းနေတဲ့ယထာဘောကနေပစ်ချလိုက်ပါတယ်။စိုးမျိုးကိုရောက်ရှိပြီးနောက်ဂျာယွန်းဟာစတူဒီယိုစီကိုအမောတကောပြေးခဲ့ရပါတယ်။ဒါတောင်မှသူမဟာပြောင်မြောက်စွာဖျော်ဖြေနိုင်ခဲ့ပြီးကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာတော့ဂျာယွန်းဟာပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုထပ်မံခံစားရပြန်ပါတယ်။အရင်ကထက်ပိုမိုဆိုးရွားလာပြီးသူမရဲ့အချိန်တွေကုန်ဆုံးတော့မယ်လို့ခံစားလိုက်ရပါတယ်။မိန်းကလေးတွေရုပ်တံဌာနကနေထွက်လာတဲ့အချိန်မှာပဲအနက်ရောင်ဝတ်စုံဝတ်ဆန်းပြတဲ့လူအနှဲငယ်ကရုတ်တရက်ပေါ်လာပြီးဂျာယွန်းနဲ့စကားပြောဖို့လိုအပ်တယ်လို့အတင်းအကျပ်ဆိုလာကြပါတယ်။မွင်ဟီကအန်နီရဲကိုရိပ်မိလိုက်ပြီးဂျာယွန်းကိုတက်စီပေါ်ဆွဲတင်ကချက်ချင်းထွက်ပြေးခဲ့ပါတယ်။အပြန်လမ်းမှာတော့ဂျာယွန်းဟာဆင်းစားလို့မရနိုင်အောင်ဖြစ်နေပါတယ်။သူမဘသူ့ကိုဖြစ်မမိလို့လဲသူမစဉ်းစားလို့မဆုံးခင်မှာပဲယထာဘော်ကလူဂွေကုန်းဂျာဟာထပ်မံပေါ်လာပြန်ပါတယ်။သူကအေးဆက်စွာပဲသူမကိုအခုချက်ချင်းအိမ်ပြန်ဖို့အမိန့်ပေးခဲ့ပါတယ်။ပြီးတော့ပိုပြီးတုံ့လို့စရာကောင်းတဲ့စကားတစ်ခုကိုထပ်လောင်းပြောကြားခဲ့ပါတယ်။မင်းရဲ့မွေးစားမိဘတွေကအိုမင်းနေကြပြီးသူတို့ရုတ်တရက်တည်သွားရင်တော့မဆန်ဘူးတဲ့ဂျာယွန်းဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။သူမဟာအိမ်ကိုအပြေးလွှားပြန်ခဲ့ပြီးငွင်ဟီကိုသူမရဲ့ဖခင်ဖြစ်သူရဲရရှိကို
ဖုန်းဆက်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဂွီကုန်းဂျာဟာဂျာယွန်းရဲ့လေတော့ကိုအရင်ဆုံးရောက်ရှိနေခဲ့ပါတယ်သူဟာအရာအလုံးကိုစုံစမ်းစစ်ဆေးပြီးသားပါဂျာယွန်းရဲ့မွေးစားဖခင်ဟာအရင်ကဘီတုကပညာရှင်တဦးဖြစ်ခဲ့ပြီးသူ့ရဲ့သားနဲ့မြေးဖြစ်သူတို့ဟာကားအက်ဆီဒင့်နဲ့တေဆုံးသွားခဲ့တာဖြစ်ပါတယ်သူဟာဒီတက်ကြီးရွယ်ကိုဇနီးမောင်နှံကိုအတုံးချပြီးသူမကိုထိန်းချုပ်ဖို့ကြံစည်နေတာထင်ရှားပါတယ်မကြခင်မှာပဲဂျာယွန်းဟာသူမရဲ့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်သူမဟာလွတ်နေတဲ့ရဲကားတစ်စီးနဲ့မှောက်မဲနေတဲ့အိမ်ကြီးကိုမြင်လိုက်ရပါတယ်သူမရဲ့နှလုံးခုန်တန်တွေမြန်ဆန်လာခဲ့ပါတယ်သူမအိမ်ထဲကိုပြေးဝင်သွားတဲ့အခါမှာတော့သူမရဲ့ဖခင်ဖြစ်သူဟာရဲအရာရှိတငယ်ချင်းနဲ့အတူအေးလူလူစတူရန်ကစားနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကျမှသာသူမဟာစိတ်သက်သာရာရသွားခဲ့ပါတယ်မထွက်ခွာမီမှာတော့ရဲအရာရှိကအဲ့ဒီလူတွေကအန္တရာယ်များတယ်လို့အလေးအနက်သတိပေးခဲ့ပါတယ်အစောပိုင်းကသူဟာသူတို့ရဲ့ကပ်ပြားတွေကိုစစ်ဆေးခဲ့တာပါအချက်လက်တွေအရသူတို့ဟာအမေရိကန်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကလွဲလို့ဘာမှမပြပါဘူးဂျာယွန်းဟာပို့ပြီးတော့ဝေခွဲမရဖြစ်နေပါတဲသူတို့ဘာကိုလိုချင်နေကြတာလဲအဲ့ဒီညမှာပဲဂွီကုန်းဂျာနဲ့သူ့လူတွေဟာမိသားစုတစ်ခုလုံးကိုရဲရဲဆက်ဆက်တက်ဖြတ်ပစ်ခဲ့ကြပါတယ်သူတို့ဟာအမေရိကန်ကနေပြန်လာပြီးအတိတ်ကစမ်းသပ်မှုမှာပါဝင်ခဲ့တဲ့သူတေတီတိုင်းကိုအမြင့်ပြတ်ချေမှုန်းနေကြတာဖြစ်ပါတယ်နောက်ရက်မှာတော့ဒေါက်တာဘက်ခါသတင်းကိုဖတ်ရှုပြီးကျေနပ်စွာပြုံးနေခဲ့ပါတယ်ထို့နောက်သူမဟာမစ္စတာချိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်သူမဟာအမေရိကန်ဌာနချုပ်ကိုပြန်တော့မှာဖြစ်ကြောင်းနဲ့သူ့ကိုလည်းပြည်ပမှာအပန်းဖြေခီးထွက်ဖို့အကြံပြုခဲ့ပါတယ်မစ္စတာချိုင်းကတော့ချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်သူမဟာမျိုးရိုးဗီဇစမ်းသပ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာပါသူကသူမကိုတတိပေးလိုက်ပါတယ်ဂျာယွန်းကမိစ္ဆာတကောင်ပဲဘယ်သူမှသူမကိုထိန်းချုပ်လို့မရဘူးသူမကိုအသက်ရှင်ခွင့်မပေးသင့်ဘူးတဲ့ဒေါက်တာဘက်ကတော့ဂရုမစိုက်ပါဘူးသူမကသူ့ကိုသူမရဲ့လမ်းကြောင်းမှာဝင်မရှုပ်ဖို့တောင်ပြန်လဲတတိပေးခဲ့ပါတယ်သူတို့နှစ်ဦးလမ်းခွဲခဲ့ကြပါတယ်မစ္စတာထရိုင်ဟာအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းလိုက်ပါတယ်ဒါပေမဲ့တေချာတာကတော့အဲ့ဒီအဖွဲ့ကလည်းဂျာယွန်းကိုလိုချင်နေကြတာပါသူတို့ဟာသူမရဲ့ခန္ဓာကိုယ်နဲ့အုံနောက်ကိုခွဲစိတ်ပြီးလေ့လာချင်နေကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူမဟာအကောင်းဆုံးလူသက်သမားတွေကိုဖန်တီးဖို့အတွက်အပြည့်စုံဆုံးစမ်းသပ်ခံရလဲဖြစ်နေလို့ပါပဲ။အဲ့ဒီထက်မကမစ္စတာချိုင်းဟာဖြည်းဖြည်းချင်းပုတ်ပွားနေတဲ့သူ့ရဲ့လက်မောင်းကိုကုသဖို့အတွက်လည်းသူမကိုလိုအပ်နေတာဖြစ်ပါတယ်။အဲ့ဒီညမှာမွင်းဟီဟာဂျာယွန်းရဲ့အိမ်မှာလာရောက်တဲ့ခုခဲ့ပါတယ်။ညတကောင်ရံမှာသူမဟာရေတောက်ဖို့ထခဲ့ပါတယ်။သူမရဲ့နောက်ွယ်မှာတော့ဂျာယွန်းဟာခေါင်းကိုက်ဝေဒနာပြန်လည်ခံစားရပြီးကတင်ပေါ်မှာကွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနက်ရောင်ဝစ်စုံဝစ်လူတစုဟာအိမ်ထဲကိုတိတ်တဆိတ်စီးမြင့်ဝင်ရောက်လာခဲ့ကြပါတယ်။ဂျာယွန်းဟာအန်ရယ်ကိုရိပ်မိလိုက်ပုံရပါတယ်။ဒါပေမဲ့သူမအခန်းပြင်ကိုခြေလန်းလိုက်တဲ့အချိန်မှာပဲတနက်တစ်ပြောင်းကသူမရဲ့ဥကောင်းထံသို့ချိန်ရွယ်ချင်းခံလိုက်ရပါတယ်။သူတို့ဟာငွေဟီကိုဖမ်းဆီးပြီးဂျာယွန်းကိုအမိန့်နာခံဖို့တဆခံဖြစ်အတုံးချခဲ့ကြပါတယ်။ဓာတန်ရအမာယွန်းနဲ့လူကဂျာယွန်းဟာဆုံးမဖြစ်တဲလို့အတင်းကျပ်ဆိုပြီးသူမကြောင့်သူတေးလူနီးပါးဖြစ်ခဲ့ရတယ်လို့ပြောပါတယ်ဂျာယွန်းကတော့အပြစ်မဲ့တယ်လို့ပဲဆက်လက်ပြုမှုနေခဲ့ပါတယ်သူမဟာငိုယိုပြီးအရာအလုံးကိုညှင်းဆိုခဲ့ကသူတို့ရှာနေတဲ့လူမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်အမာယွန်းနဲ့လူကစိတ်မရှိတော့ပဲသူ့လူတွေကိုငွေဟီကိုတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်သူမရဲ့တငယ်ချင်းအရင်ကြီးတေတော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါမှာတော့ဂျာယွန်းဟာနောက်ဆုံးမှာဒေါသပေါက်ကွဲသွားခဲ့ပါတယ်သူမဟာတနက်ကိုလူယူလိုက်ပြီးမျက်စိတမိတ်တွင်းမှာတင်အနက်ရောင်ဝစ်စုံဝစ်လူအလုံးကိုချေမုန်းပစ်လိုက်ပါတယ်သူမဟာအမာယွန်းနဲ့လူကိုနေရံမှာကတ်တွန်းထားပြီးအေးဆက်စွာပြောလိုက်ပါတယ်နင်ငါနဲ့ပြဿနာဖြစ်ချင်နေတာလားနင်လူမားနေတာလို့ငါအထက်ထက်အခါခါပြောခဲ့ပြီးပြီပဲတဲ့အဲ့ဒီနောက်မှာတော့သူမဟာကြန့်ရှိနေတဲ့လူတွေကိုစက္ကန့်ပိုင်းတွင်အပြည့်ရှင်းပစ်လိုက်ပါတယ်အရာအလုံးပြီးဆုံးသွားတဲ့အခါဂျာယွန်းဟာသွေးတွေပြေကျန်နေတဲ့သူမရဲ့လက်တွေကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်သူမရဲ့ဘေးမှာတော့မွင်ဟီဟာကြောက်လန့်တကြားနောက်ဆုတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကွာဒီကုန်းကြဟာလက်ခုပ်တီးပြီးရေမောရင်းဝင်လာခဲ့ပါတယ်မယုံနိုင်စရာပဲမင်းရဲ့အတိတ်မက်ရမှုတွေပြန်ရလာပြီလားတဲ့ဂျာယွန်းဟာဝေခွဲမရဖြစ်ရင်သူတို့ဘယ်သူတွေလဲဘာကိုအမှန်တကယ်လိုချင်နေရလဲဆိုတာကိုသိခွင့်တောင်းခဲ့ပါတယ်ဂွီကုန်းကြကတော့လှောင်ပြုံပြုံရင်တရုတ်ဆောင်တာကောင်းလာကြည်လားလို့တယောခဲ့ပါတယ်ထို့နောက်သူကမွင်ဟီဘက်လက်ပြီးဂျာယွန်းနဲ့ပတ်သက်လို့ထူးဆန်းတာတစ်ခုခုတတိထားမိဘူးလားလို့မေးခဲ့ပါတယ်ဂျာယွန်းဟာလေကွင်းမှာအလုပ်လုပ်ပြီးနေတိုင်းအိမ်မှုကိစ္စတွေလုပ်နေရတာကြောင့်စာကြတက်ဖို့အချိန်မရှိတလောက်ပါပဲဒါတော့မှသူမဟာစာမွေးပွဲတိုင်းမှာအမြဲတမ်းပထမရနေခဲ့တာပါအဲ့ဒီအပြင်သူမဟာတချင်းဆိုတာပုံဆွဲတာတရုတ်ဆောင်တာတွေမှာပါထူးချွန်နေတာဟာအရာအလုံးကိုအဖွဲ့အစည်းကပေးအပ်ထားခဲ့လို့ဖြစ်ပါတယ်ထို့နောက်သူကသူ့ရဲ့နဖူးကဒဏ်ရာကိုပြသပြီးဒါဟာလည်းသူမရဲ့လက်ချက်ပဲလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပြတ်တောက်နေတဲ့အတိတ်အရေးရောင်တွေဟာဂျာယွန်းရဲ့အုံနောက်ထဲကိုရိုက်ခတ်လာခဲ့ပေမဲ့သူမအရာအလုံးကိုအပြေအဝမမှတ်မိသေးပါဘူးဂွီကုန်းဂျာကစကားဖြတ်လိုက်ပြီးသူမကိုသူတို့နဲ့အတူလိုက်ခဲ့ဖို့အမိန့်ပေးပါတယ်အကယ်၍သူမညှင်းဆန်ရင်သူမကြောင့်သူမရဲ့မိဘတွေနဲ့တငယ်ချင်းတွေဒုက္ခရောက်လိမ့်မယ်လို့ဆိုပါတယ်အပြစ်မဲ့သူတွေကိုကာကွယ်ဖို့နဲ့အမှန်တရားကိုသိရှိနိုင်ဖို့အတွက်ဂျာယွန်းဟာသူတို့နဲ့အတူလိုက်ပါသွားခဲ့ပါတယ်မကြခင်မှာပဲသူတို့ဟာစွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုကိုရောက်ရှိလာခဲ့ကြပါတယ်ဒေါက်တာဘက်ကတော့ထိုနေရာမှာကြိုတင်ဆောင်ဆိုင်နေခဲ့တာပါဂျာယွန်းကိုကြောက်မက်ဖွယ်ကောင်းတဲ့ခွဲစိတ်ခန်းတစ်ခုထဲခေါ်ဆောင်သွားပြီးခွဲစိတ်ကလပ်ထိုင်မှာတုံနှောင်ထားလိုက်ပါတယ်တစ်ဖက်မြင်မှန်ချက်ရဲ့နောက်ွယ်ကနေဒေါက်တာဘက်ခါစိတ်လှုပ်ရှားစွာနှုတ်ဆက်ခဲ့ပြီးသူမကိုသူမဖန်တီးခဲ့တဲ့မြထဲမှာအကောင်းဆုံးလက်ရမွန်လို့ခေါ်ဆိုခဲ့ပါတယ်ဂျာယွန်းကသူမဘယ်ရောက်နေတာလဲဘာလို့သူမကိုဒီလိုလုပ်ရတာလဲလို့မေးမြန်းခဲ့ပါတယ်ဒေါက်တာဘက်ကမဖြေပါဘူးသူမကသူ့လူတွေကိုဂျာယွန်းကိုစေးတစ်မျိုးထိုးနှံဖို့အမိန့်ပေးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုပဲသူမရဲ့အုံနောက်ထဲကအမှတ်ရမှုအစအနာအလုံးဟာနေရာတကျပြန်လဲပွင့်လင်းသွားခဲ့ပါတယ်လွန်ခဲ့တဲ့10နှစ်ကဒေါက်တာဘက်ခါကြွက်သားလှုပ်ရှားမှုစွမ်းရည်နဲ့အကြံဖတ်လို့စိတ်တွေကိုမြင့်တင်ဖို့အတွက်လှုပ်ဝက်မျိုးရိုးဗီဇစမ်းသပ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့တာပါသူတို့ဟာတည်တံကြက်ခံနေရတဲ့အယုံမာဆုံးရာဇဝတ်ကောင်တွေရဲ့အုံနောက်အာယုံကြောတွေကိုကလေးတွေရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်ပြီးတော့ဂျာယွန်းဟာလိုက်ဖက်ညီမှုအမြင့်မားဆုံးစမ်းသပ်ခံဖြစ်ခဲ့ပါတယ်သူမဟာအရာဝတ္ထုတွေကိုစိတ်အာယုံနဲ့တင်ဖြစ်စီပြီးပြန်လည်တိစောက်နိုင်စွမ်းရှိပါတယ်သူမမှာအံ့ဩစရာကောင်းတဲ့မှတ်ဉာဏ်နဲ့တာမန်လူတွေထက်တာလွန်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေရှိနေတာပါဒါပေမဲ့သူမပုံမပြည့်စုံလာလေအထက်လူကြီးတွေကပုံမကြောက်ရွံ့လာလေဖြစ်ပါတယ်သူတို့ဟာမိစ္ဆာတကောင်ကိုဖမ်းတီးမိခဲ့ပြီးထိန်းချုပ်မရဖြစ်လာမှာကိုကြောက်လန့်ခဲ့ကြတာပါဒါကြောင့်သူတို့ဟာစမ်းသပ်ခံအားလုံးကိုအမြင့်ပြည့်ချေမှုန်းဖို့အမိန့်ပေးခဲ့ကြတာဖြစ်ပါတယ်ဂျာယွန်းထွက်ပြေးလွတ်မြောက်သွားပြီးနောက်ဒေါက်တာဘက်ခါသူမကို10နှစ်တိုင်လိုက်လံရှာဖွေခဲ့တာဟာသူမဖန်တီးခဲ့တဲ့စွမ်းရှင်တယောက်ကတာမန်လူတယောက်လိုနေထိုင်နေတာကိုမရှုစိတ်နိုင်လို့ဖြစ်ပါတယ်ဂွီကုန်းဂျာနဲ့သူ့လူတွေဟာလည်းအဲ့ဒီစမ်းသပ်မှုရဲ့ရလဒ်တွေပဲဖြစ်ပါတယ်သူတို့မှလည်းမြင်မာတဲ့ဉာဏ်ရည်နဲ့တန်မာတဲ့ခန္ဓာကိုယ်ရှိကြတာပါဒါ
ပေမဲ့သူတို့ဟာဂျာယွန်းထက်အမြဲတမ်းတစ်ဆင့်နှိမ့်နေခဲ့ပါတယ်အခုတော့သူတို့ဟာဒေါက်တာဘက်ရဲ့အထက်မြတ်ဆုံးလူတက်လက်နက်တွေဖြစ်နေကြပါပြီအနက်ရောင်ဝစ်စုံဝစ်လူတွေကတော့မစ္စတာချွိုင်ဆေးလွတ်လိုက်တဲ့လူတွေဖြစ်ပါတယ်သူကတော့ပထမမျိုးဆက်စမ်းသက်ခံတအုပ်ဖြစ်ပြီးအခြေခံအဖြစ်ကြာရှုံးခဲ့တဲ့ဗာရှင်တစ်ခုပါပဲဒါကြောင့်သူဟာအသက်ဆက်ရှင်နိုင်မဲ့နီလန်းကိုရှာဖွေဖို့ဂျာယွန်းရဲ့အုံနောက်ကိုလေ့လာဖို့လိုအပ်နေတာဖြစ်ပါတယ်အတိတ်မညံတွေပုံမပွင့်လင်းလာတာနဲ့အမျှဂျာယွန်းရဲ့ခေါင်းကိုက်ဝေဒနာဟာပုံမဆိုးရွားလာပြီးသူမရဲ့ဦးခေါင်းတစ်ခုလုံးပောက်ကွဲတော့မတက်ခံစားလာရပါတယ်ဒေါက်တာဘက်ကတော့သူမရဲ့ခန္ဓာကိုယ်ဟာအကန့်အသတ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်သူမဟာခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေကိုကန့်သက်ပြီးယောဂလက္ခဏာတွေကိုထိန်းချုပ်ထားခဲ့လို့သာအားနည်းနေတယ်လို့ဖြစ်နေခဲ့တာပါကုသမှုမခံယူရင်သူမဟာခန္ဓာကိုယ်ရဲ့အပေါက်တိုင်းကနေတွေးထွက်ပြီးဝေဒနာပြင်းထန်စွာနဲ့တေဆုံးသွားရမှာဖြစ်ပါတယ်အဲ့ဒီနောက်ဒေါက်တာဘက်ဟာသူမရဲ့အဖွဲ့ကိုနောက်ထပ်စစ်တစ်မျိုးထိုးနှံဖို့အမိန့်ပေးလိုက်ပါတယ်ဆက်ကမ်ပိုင်းတွင်းမှာပဲဂျာယွန်းရဲ့အုံနောက်ဟာအေးချမ်းသွားပြီးနာကျင်မှုတွေပျောက်ကွယ်ကစွမ်းအားတွေပြန်လည်ရရှိလာခဲ့ပါတယ်ဒီအထူးစီရန်ဆေးရည်ဟာသူမအတွက်တည်တံ့ထုတ်လုပ်ထားတာဖြစ်ပေမဲ့တစ်လပဲခံပါတယ်နောက်ထပ်ဆေးတစ်လုံးမထိုးရင်ယောဂလက္ခဏာတွေကပုံမှန်မြန်ဆန်လာမှာပါထင်ရှားတာကတော့ဒေါက်တာဘက်ဟာဒီဆေးကိုအသုံးချပြီးဂျာယွန်းကိုလုံးဝထိန်းချုပ်ဖို့ကြံစည်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဂျာယွန်းဟာရုတ်တရက်ပြုံးလိုက်ပြီးလှောင်ပြောင်တဲ့လေတန်းနဲ့ပြောလိုက်ပါတယ်မင်္ဂလာပါဒေါက်တာမတွေ့ရတာကြာပြီနော်တဲ့ကွီကုန်းကြာဟာသူတို့တွေသူမရဲ့ထောင်ချောက်ထဲကိုတက်တက်ကြီးတိုးဝင်မိသွားပြီဆိုတာကိုနောက်ကျမှသိရှိသွားခဲ့ပါတယ်ဒေါက်တာဘက်တစုံတရာမတုံ့ပြန်နိုင်ခင်မှာပဲဂျာယွန်းဟာအချုပ်နှောင်တွေကိုဖျက်တောက်ပြီးအဆောင်ကိုစက္ကန့်ပိုင်းတွင်ရှင်းလင်းပစ်လိုက်ပါတယ်သူမဟာဒေါက်တာဘက်စီကိုတနက်နဲ့ပစ်ခတ်ခဲ့ပေမဲ့ကြီးကာမန်ချက်ကကာကွယ်ပေးထားပါတယ်ထိတ်လန့်သွားတဲ့ဒေါက်တာဘက်ဟာအခန်းထဲကိုမေးစေးတငွေတွေလွှတ်လိုက်ပါတယ်တငွေတွေစင်ကြယ်သွားတဲ့အခါဂျာယွန်းဟာပျောက်ကွယ်သွားခဲ့ပြီးအခန်းထဲကအဆောင်အားလုံးတိတ်ဆုံးနေခဲ့ပါပြီနောက်တစ်စက္ကန့်မှာတော့သူမဟာဒေါက်တာဘက်ရဲ့နောက်ွယ်မှာတစေတကောင်လိုရုတ်တရက်ပေါ်လာပြီးသူမရဲ့ဦးခေါင်းကိုတနက်နဲ့ချိန်ရွယ်လိုက်ပါတယ်ဂျာယွန်းလိုပြည့်စုံတဲ့စမ်းသက်ခံတယောက်ဟာအတိတ်မညံတွေကိုအမှန်တကယ်ဆုံးရှုံးသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူမရဲ့မွေးစားမိဘတွေဟာသူတို့ရဲ့သားရင်းနဲ့မြေးဖြစ်သူတို့ကိုဆုံးရှုံးပြီးနောက်သူမကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးဆိုတာကိုသူမကောင်းကောင်းကြီးသိထားပါတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထွက်ပြအေးခဲ့ပြီးနောက်သူမဟာသူတို့ရဲ့လက်ကွင်းမှာတတိလလဲကြခြင်းအောင်ဆောင်ပြီးကဲတင်ခံရဖို့စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာသူမဟာဒေါက်တာဘက်ကိုခြေရခံနိုင်ဖို့အတွက်ထိပ်တန်းအုံနောက်သိပ္ပံပညာရှင်တိုင်းကိုလိုက်လံရှာဖွေခဲ့တာပါဒါပေမဲ့သူမမှာအချိန်မရှိတော့ပါဘူးသူမအတွက်ပုံမှုမြန်ဆန်ပြီးစွန့်စားရမယ့်အစီအစဉ်တစ်ခုလိုအပ်ခဲ့ပါတယ်အဲ့ဒါကတော့ဒေါက်တာဘက်ကိုသူမစီအရောက်လာခိုင်းဖို့ပါပဲယထာပေါ်မှာဂွေကုန်းကြာနဲ့တွေ့ဆုံခဲ့တဲ့အချိန်ကလေးကဒီအစီအစဉ်အောင်မြင်သွားပြီဆိုတာကိုသူမသိလိုက်ပါတဲ့အစပိုင်းမှာတော့သူမဟာလူတိုင်းကိုတက်ပစ်ဖို့အဆင်သင့်ဖြစ်နေခဲ့တာပါဒါပေမဲ့မမျှော်လင့်ပဲဒေါက်တာဘက်ဟာသူမရဲ့အသက်ကိုဆွဲဆန့်ပေးနိုင်မဲ့ဆေးဝါးတစ်ခုကိုဖန်တီးထားခဲ့ပါတယ်အရာအလုံးကိုရှင်းပြပြီးနောက်ဂျာယွန်းဟာတနက်ကိုပြန်လည်မြောက်ကင်ပြီးဒေါက်တာဘက်ကိုကြန့်ရှိနေတဲ့စီရန်ဆေးရည်တွေအနံ့ဖို့အတင်းကျပ်ခိုင်းစေခဲ့ပါတယ်တစ်ဖက်မှာလည်းမစ္စတာချွိုင်ဟာကြေးစားစစ်သားတစုကိုဦးဆောင်ပြီးအဆောက်အုံကိုစီးနှင်းခဲ့ကဂွေကုန်းကြာနဲ့သူ့အဖွဲ့ကိုရန်တမ်းပစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့စွမ်းအားရှင်တွေကိုတိုက်ခိုက်ရတာဟာဘယ်တော့မှမလွယ်ကူပါဘူးမစ္စတာချွိုင်ဟာသူတို့ကိုတတ်နိုင်မဲ့တခုတည်းသောနီလန်းဟာဦးကောင်းကိုတက်တက်ပစ်ဖို့ပဲဆိုတာကိုသိထားပါတယ်ဂွေကုန်းကြာကတော့တိုက်ပွဲကိုဂရုမစိုက်ပါဘူးသူဟာဒေါက်တာဘက်ကိုပဲရှာဖွေချင်နေတာပါတနက်ပစ်ခတ်မှုတွေပြီးဆုံးသွားတဲ့အခါအေးဆက်တဲ့မျက်နှာနဲ့အမျိုးသမီးလူသက်သမားတဦးသာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူမဟာဓားမြောင်နှစ်လက်နဲ့မယုံနိုင်စရာကောင်းတဲ့အရှိန်နှုန်းကိုအသုံးပြုပြီးတစ်ဖွဲ့လုံးကိုအလွယ်တကူပဲအပြတ်ရှင်းပစ်လိုက်ပါတယ်အဆောက်အုံရဲ့အခြားတစ်ဖက်မှာတော့ဂျာယွန်းဟာဒေါက်တာဘက်ကိုဆွဲခေါ်ပြီးကွက်ထားတဲ့စီရန်ဆေးရည်တွေကိုလိုက်လံရှာဖွေနေပါတယ်ရုတ်တရက်ဂွေကုန်းကြာကသူမကိုခြုံခိုတိုက်ခိုက်ခဲ့ပေမဲ့သူဟာသူမကိုအထင်သေးမိသွားတာထင်ရှားပါတယ်သူမဟာသူ့ကိုကစားစရာတစ်ခုလိုပဲပါရိုက်ပစ်ခဲ့ပါတယ်ဂျာယွန်းရဲ့စွမ်းအားတွေဟာမယုံနိုင်စရာကောင်းလောက်အောင်ပြင်းထန်လာပါတယ်သူမမှာစွမ်းမကားကြီးမားတဲ့ခွန်အားအရှိန်နှုန်းလင်မြန်တဲ့ဒဏ်ရာပြောက်ကင်းမှုနဲ့ကိုပြောက်ရွှေ့ပြောင်းနိုင်စွမ်းတွေရှိပါတယ်သူမဟာအရာဝတ္ထုတွေကိုစိတ်နဲ့တောင်ရွှေ့နိုင်ပါသေးတယ်ဂွေကုန်းကြာဟာသူမရဲ့ဦးခေါင်းကိုချိန်ရွယ်ပြီးမောင်းဖြုတ်ဖို့ကြိုးစားခဲ့ပေမဲ့ကြာရှုံးခဲ့ပါတယ်အဆုံးမှာတော့သူဟာပြင်းထန်စွာရိုက်နှက်ခြင်းခံရပြီးတေလူမျောပါဖြစ်ကြံခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမစ္စတာချွိုင်ပေါ်လာပြီးဂျာယွန်းရဲ့ပခုံးကိုတနက်နဲ့ပစ်ခတ်လိုက်ပါတယ်ဒေါက်တာဘက်ဟာအလွန်ဝမ်းမြောက်သွားပြီးဒီမိစ္ဆာနှစ်ကောင်လုံးကိုအခုချက်ချအင်တက်ဖြစ်ဖို့အမိန့်ပေးခဲ့ပေမဲ့သူမစကားမဆုံးခင်မှာပဲဓားမြောင်တစ်လက်ကသူမရဲ့လေပင်ထံသို့ရောက်ရှိနေခဲ့ပါပြီအမျိုးသမီးလူသက်သမားကတိုက်ခိုက်တော့မဲ့အချိန်မှာပဲမစ္စတာချွိုင်ကသူမကိုတနက်နဲ့ပစ်လိုက်ပါတယ်သူဟာဒေါက်တာဘက်ကိုကဲတင်ဖို့စူးစမ်းနေတာမဟုတ်ပါဘူးသူကိုယ်တိုင်တက်ပစ်ချင်နေတာပါအမျိုးသမီးလူသက်သမားကဒေါသတကြီးပြန်လဲတိုက်ခိုက်ခဲ့ပေမဲ့မစ္စတာချွိုင်ဟာပုံမမြင့်မားတဲ့လူသက်သမားတဦးဖြစ်လို့သူမကိုအလွယ်တကူပဲတတိလစ်သွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့ဂျာရော့အန်ဟာသူ့ရဲ့နောက်ွယ်မှာရုတ်တရက်ပေါ်လာပြန်ပါတယ်သူမဟာလက်ပလာနဲ့တင်သူ့ကိုမြေပြင်ပေါ်ဆွဲလဲလိုက်ပြီးသူ့ရဲ့လက်ပင်ကိုချိုးပစ်လိုက်ပါတယ်သူမရဲ့အာယုံကိုလွှဲပြောင်းမှုအတွက်ဂွေကုန်းကြာဟာစီရန်ပလင်းတပလင်းကိုမြောက်ပြပြီးကျန်တာတွေကိုတော့ထိန်းချုပ်ခန်းထဲကကာကွယ်ရေးတစ်တာထဲမှာတောက်ခတ်ထားတယ်လို့ပြောပါတယ်အမျိုးသမီးလူသက်သမားဟာလည်းထလူထခင်ရုံးကန်ရင်ဒီလိုထူးခြားတဲ့အုံနောက်ရဲ့စွမ်းအားကဘယ်လောက်တောင်တန်မာလဲဆိုတာကိုမြင်တွေ့ချင်နေခဲ့ပါတယ်ဂျာယွန်းကသူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတဲ့သူမဟာလက်တစ်ဖက်ထဲနဲ့တင်သူမရဲ့ဦးကောင်းခွန်ကိုခြေမုံပစ်လိုက်ပါတယ်ဂွေကုန်းကြာဟာဂျာယွန်းစီကိုတနက်နဲ့အလင်းအမြန်ချိန်ရွယ်လိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့ဘူးဆိုတာကိုသိလိုက်ရပါတယ်သူမဟာသူ့ကိုလုံးဝထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်အဆုံးမှာတော့သူဟာခုခံမှုကိုဆွတ်လွတ်လိုက်ပြီးသူ့ရဲ့တည်ဆုံခြင်းကိုအေးလူလူပဲစောင့်ကြိုနေခဲ့ပါတယ်ဂျာယွန်းကဌာနချုပ်ရဲ့တီနေရာကိုတီးခွင့်တောင်းခဲ့ပါတယ်သူမဟာစေဝါရဲ့ဖော်မြူလာကိုလိုချင်နေတာပါဂွေကုန်းကြာကတော့နှုတ်ဆက်နေခဲ့ဒါကြောင့်သူမဟာသူ့ကိုထိုနေရာမှာတင်ကွပ်မျက်ပစ်လိုက်ပါတယ်လူတိုင်းကိုတက်ဖြတ်ပြီးနောက်ဂျာယွန်းဟာကြန့်ရှိနေတဲ့ဆေးဝါးတွေကိုယူဆောင်ပြီးတွေးအိုင်တွေကတက်ခွဲကန်းကနေထွက်ခွာခဲ့ပါတယ်သူမအိမ်ပြန်ခြင်းပေမဲ့အိမ်ကိုတော့ရဲတွေကဝိုင်းရံထားပြီးသားပါနောက်ပိုင်းမှာသူမဟာဆေးရုံကမိခင်ဖြစ်သူစီတွားရောက်တွေ့ဆုံခဲ့ပါတယ်တွေးတွေပေးကြံနေတဲ့သူမကိုမြင်ရတဲ့အခါဖခင်ဖြစ်သူဟာအံ့ဩခြင်းမရှိပါဘူးသူနဲ့သူ့ဇနီးဟာသူမရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားတွေအကြောင်းကိုသိရှိထားခဲ့ကြတာကြာပါပြီသူကတခါတော့သူမကိုမွေးစားမိခဲ့တာကိုနောက်တစ်ယောက်ဘူးကြောင့်ဝန်ခံခဲ့ပါတယ်သူမကိုအဝေးသို့ပို့ဆောင်ဖို့တောင်တွေးခဲ့ပူတာပါဒါပေမဲ့သူမရဲ့မိခင်ကတော့အကယ်၍သူတို့ကသူမကိုမေတ္တာတရားနဲ့မွေးမြူမယ်ဆိုရင်သူမဟာလူကောင်းတစ်ယောက်အဖြစ်ကြီးပြင်းလာလိမ့်မယ်လို့ယုံကြည်ခဲ့တာဖြစ်ပါတယ်ဒီစကားလုံးတွေကဂျာယွန်းကိုစိတ်လှုပ်ရှားစေခဲ့ပေမဲ့သူမဆက်လက်မနေထိုင်နိုင်တော့ဘူးဆိုတာကိုသူမသိပါတယ်မထွက်ခွာမီမှာသူမဟာစေဝါအားလုံးကိုမိခင်ဖြစ်သူအားပေးအပ်ခဲ့ပြီးနှစ်ပလင်းသာခြံထားခဲ့ပါတယ်အဝေးကနေပဲသူမဟာမွေးဟီကိုနှုတ်ဆက်ကညမောင်မောင်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်ရှေ့သို့3လတာအချိန်တွေကုန်လွန်သွားခဲ့ပါပြီအမျိုးသမီးတစ်ယောက်ဟာစမ်းသက်ခံတွေနဲ့ပတ်သက်တဲ့ဖိုင်ရွဲတွေကိုလှန်လောကြည့်ရှုနေပါတယ်ရုတ်တရက်ဂျာယွန်းဟာသူမရဲ့ရှေ့မောက်မှာပေါ်လာခဲ့ပါတယ်ဒီအမျိုးသမီးဟာဒေါက်တာဘက်ရဲ့အမွှာညီမဖြစ်ပြီးဆေးဝါးကိုအမှန်တကယ်ဖန်တီးခဲ့သူဖြစ်ပါတယ်ဂျာယွန်းကသူမကိုဖော်မြူလာအနံ့ဖို့အတင်းကျပ်လှုပ်ဆောင်နေစင်မှာပဲပြုပြင်မွမ်းမံထားတဲ့စွမ်းအားရှင်စစ်သားတဦးဟာသူမရဲ့ဘေးမှာရုတ်တရက်ပေါ်လာခဲ့ပါတော့တယ်ဇလန်းဟာလွန်
ခဲ့တဲ့18နှစ်စီကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။မောင်းနေနေတဲ့ဘတ်စကားတစ်စီးပေါ်မှာခီးသည်တွေဟာသူတို့ရဲ့အဖွဲလိုက်ခီးစဉ်ကိုပျော်ရွှင်စွာဆင်နွှဲနေကြပါတယ်။ရုတ်တရက်အနီရောင်ဝတ်စုံဝတ်အမျိုးသမီးတဦးဟာထိတ်လန့်တုန်လှုပ်စွာနဲ့နိုးလာခဲ့ပါတယ်။သူမဟာအိမ်မက်ဆုတစ်ခုမက်ခဲ့တာပါ။သွေးတွေပေးကျန်းနေတဲ့မိန်းကလေးငယ်တစ်ယောက်ကမေမေလို့အော်ဟစ်ငိုယိုနေတဲ့အိမ်မက်ပါမိနစ်ပိုင်းကြာမှာတော့ဘတ်စကားဟာဝေးလံခေါင်တီးတဲ့တောင်တက်လမ်းတစ်ခုထဲမောင်းနှင်သွားခဲ့ပြီးစွန့်ပစ်ထားတဲ့တပ်ထုတွင်တစ်ခုမှာရပ်တန့်သွားအားခဲ့ပါတယ်။ဘတ်စကားတွေကိုမိခိုးပုံးအနှဲငယ်ပြစ်သွင်းခြင်းခံလိုက်ရပါတယ်။ရုံးရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးလူတိုင်းသတိလစ်လဲကျသွားခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့တိုက်ခိုက်သူတွေဟာလူတစ်ယောက်တည်းကိုပဲလိုချင်နေလို့ပါအဲ့ဒါကတော့အနီရောင်ဝတ်စုံဝတ်အမျိုးသမီးဖြစ်ပါတယ်မကြခင်မှာပဲဘတ်စကားဟာ6ထဲကိုမတော်တဆပြုတ်ကျသွားခဲ့ကြောင်းသတင်းတွေကဖော်ပြခဲ့ကြပါတယ်အသက်ရှင်ကျန်ရစ်သူမရှိပါဘူးဒါပေမဲ့တူဦးလေးသောအသက်ရှင်ကျန်ရစ်သူကတော့အေးဆက်တဲ့ခွဲစိတ်ကလထိုင်ပေါ်မှာအမှန်တကယ်တုံ့နှောင်ခြင်းခံထားရတာဖြစ်ပါတယ်အရာအလုံးရဲ့နောက်ွယ်ကကျိုးကင်သူတွေကတော့အမွှာညီမတွေဖြစ်တဲ့ဒေါက်တာဘက်နဲ့ဒရိုက်တာဘက်တို့ဖြစ်ကြပါတယ်အဲ့ဒီအမြကိုသမီးဟာအပြည့်စုံဆုံးတနေအိမ်ဖြစ်တယ်ဆိုတာတိတာထင်ရှားပါတယ်။သူမရဲ့သားအိမ်တွေကကလေးငယ်ဟာတဘာဝလွန်ဆွမ်းအားတွေရဲ့အရင်းမြစ်ဖြစ်ပါတယ်။နောက်ပိုင်းမှာဘက်ညီမတွေဟာတရေသားကိုအတင်းအကျပ်ဖယ်ရှားခဲ့ကြပြီးပြင်းကိုပုံတူပွားဖို့ကြံစီခဲ့ကြပါတယ်။ဂျာယွန်းဟာအဲ့ဒီပုံတူပွားမှုတွေကတအူးဖြစ်ပါတယ်။သူမမှာမှောင်နေနေတဲ့မှန်ကန်တစ်ခုထဲမှာပိတ်မိနေတဲ့အခက်ဝမ်းလို့အမည်ရတဲ့ညီမလေးတစ်ယောက်လည်းရှိပါသေးတယ်။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါတူဦးအဖွဲ့လို့ခေါ်တဲ့ဆွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ဟာကျေကျလူကျုံကတခွဲကန်းကိုစီးနှင်းခဲ့ကြပါတယ်သူတို့ဟာအဲ့ဒီနေရာကိုပယူနာတက်ချင်းမရှိပဲအပြည့်ရှင်းပစ်ခဲ့ကြတာပါဘယ်သူမှအသက်မရှင်ခဲ့ပါဘူးသူတို့ထွက်ခွာသွားပြီးမကြခင်မှာပဲပြိုနေတက်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်ဟာသူမရဲ့မျက်ဝန်းတွေကိုဖြင်းညင်းစွာဖွင့်လိုက်ပါတယ်သူမကတော့နောက်ထပ်ပြေဆုံးတဲ့စမ်းတက်ခံတအူးဖြစ်တဲ့အခက်ဝမ်းပါပဲသူမဟာတခွဲကန်းထဲကနေရိုင်းတိုင်တိုင်နဲ့ထွက်လာခဲ့ပြီးကျေပြောလာတဲ့မတိနားမလဲသေးတဲ့ကဘာကြီးကိုပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရပါတယ်သူမရဲ့မျက်ဝန်းတွေထဲမှာတော့ဆူဆန်လို့စိတ်တွေပြင်းထန်နေတာပါရုတ်တရက်ပြိုနေတက်ဆင်ထားတဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ဟာသူမရဲ့စိတ်အာရုံထဲမှာပေါ်လာခဲ့ပါတယ်ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာတစ်ခုရိုက်ခတ်လာခဲ့ပါတယ်သူမရဲ့ဆွမ်းအားတွေဟာထိန်းချုပ်မရဖြစ်ပေါ်လာခဲ့ပါတယ်နှင်းတွေနဲ့ရေခဲတွေဟာလေထုထဲကိုမြင့်တက်လာခဲ့ပါတယ်လေထုတစ်ခုလုံးတုန်ခဲသွားသလိုဖြစ်နေခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့အရာအလုံးပုံမှန်အတိုင်းပြန်လဲကျဆင်းသွားခဲ့ပါတယ်အခက်ဝမ်းဟာတောအုပ်ထဲကနေထွက်လာခဲ့ပြီးလမ်းမလဲခေါင်မှာရည်ရွယ်ချက်မရှိပဲရှောက်သွားနေခဲ့ပါတဲကားတစ်စီးဟာသူ့မစီကိုအရှိန်နဲ့မောင်းနှင်လာခဲ့ပါတယ်သူမမလှုပ်ရှားပါဘူးရင်မောင်းကဘရိတ်ကိုအပိုင်နှင်းလိုက်ပြီးချက်ချင်းပဲနောက်ဆုတ်သွားခဲ့ပါတယ်ကားထဲမှာတော့ကြေးလက်ကလူမိုက်အချို့ပါရှိပါတယ်ဘာစကားမှမဆိုပဲသူတို့ဟာသူမကိုကားထဲကိုအတင်းကျပ်ဆွဲသွင်းလိုက်ကြပါတယ်သူတို့ဟာចောင်းဟီလိုအမည်ရတဲ့အမျိုးသမီးတဦးကိုအစောပိုင်းကတင်ပြန်ပေးဆွဲလာခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကအခက်ဝမ်းဟာကားနံပါတ်ပြားကိုမြင်သွားမှစိုးရိမ်တဲ့အတွက်သူမကိုပါတက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကြအောင်ဟီကသူမမြင်နိုင်စရာအကြောင်းမရှိပါဘူးလို့ပြောပြီးသူမအတွက်အလင်းအမြန်ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှာတော့အခက်ဝမ်းဟာကားနံပါတ်ပြအပြင်ဖုန်းနံပါတ်နဲ့လိပ်စာကိုပါအေးလူလူရွတ်ပြလိုက်ပါတယ်။အခုတော့သူတို့သူမကိုဖယ်ရှင်းပစ်ဖို့တေချာသွားခဲ့ပါပြီ။ကျောင်းဟီကအပြစ်မဲ့တဲ့ကလေးကိုနာကျင်အောင်မလုပ်ဖို့တတိပေးခဲ့တာကြောင့်သူတို့ကသူမကိုပြင်းထန်စွာရိုက်နှက်ခဲ့ကြပါတယ်။လူမိုက်တွေဟာသွေးတွေပေးကျန်နေတဲ့အခက်ဝမ်းကိုစိုက်ကြည့်ရင်သူမစိတ်ကျမ်းမာရေးစေယုံကထွက်ပြေးလာတာလားလို့တော့ဒီနေကြပါတယ်အခက်ဝမ်းဟာဒေါသထွက်သွားခဲ့ပါတယ်သူမပြန်လဲတိုက်ခိုက်ခဲ့ပါတယ်ကားဟာထိန်းချုပ်မရဖြစ်ပြီးတောအုပ်ထဲကိုပြုတ်ဝင်သွားခဲ့ပါတယ်ကျောင်းဟီကတော့ထိုင်ကုန်ခါပတ်ထားခဲ့လို့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူမအပြင်ကိုတွားထွက်လာတဲ့အခါမှာတော့အခက်ဝမ်းဟာလူတစ်ယောက်ကိုတတ်တော်မဲ့အခြေအနေကိုမြင်လိုက်ရပါတယ်ကျောင်းဟီကသူမကိုတားဆီးလိုက်ပြီးသူ့ရဲ့ဖုန်းကိုအသုံးပြုကရဲကိုလှမ်းခေါ်ခဲ့ပါတယ်အစပိုင်းမှာတော့သူမတစ်ယောက်တည်းထွက်ပြေးဖို့ကြံစီခဲ့တာပါခိတ္တမြစဉ်းစားပြီးနောက်သူမဟာဝမ်ကိုပါခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာတရိတ်ဆန်ဆေးကူးဆရာဝန်ဖြစ်တဲ့သူမရဲ့ဦးလေးစီကိုအကူအညီတောင်းဖို့အလင်းအမြန်ဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့သူရောက်ရှိလာတဲ့အချိန်မှာပဲအခက်ဝမ်းဟာပင်ပန်းနွမ်းနယ်မှုတွေကြောင့်သတိလစ်လဲကျသွားခဲ့ပါတယ်။ဆေးကမ်းမှာတော့ဦးလေးဖြစ်သူဟာစိတ်ငြိမ်အောင်အရက်တငုံတောက်လိုက်ပြီးနောက်သူမရဲ့ခန္ဓာကိုယ်ထဲကကြည်စံတွေကိုဂယုတစိုက်ဖယ်ရှားပေးခဲ့ပါတယ်။ H ရလက်အရသူမရဲ့အုံနောက်ထဲမှာသေးငယ်တဲ့ပြင်ပအရာဝတ္ထုတစ်ခုညက်နေတာကိုပြသနေပါတယ်။ဒါပေမဲ့သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဒဏ်ရာတိုင်းဟာအံ့ဩစရာကောင်းလောက်အောင်ချက်ချင်းပြန်လဲကောင်းမွန်သွားခဲ့ပါပြီ။သူအရက်အလွန်ကျွံတောက်မိလို့မျက်စိမားတာလားလို့တောင်တွေးမိသွားပါတယ်။ကုသမှုအပြီးမှာတော့ဦးလေးဖြစ်သူကကျောင်းဟီကိုရဲတိုင်ဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့အခက်ဝမ်းရဲ့ဒဏ်ရာတွေကဖြစ်နိုင်ခြင်းမရှိလို့ပါပဲ။ကျောင်းဟီကတော့ကိစ္စတွေပုံမကြီးထွားလာမှစိုးရိမ်တဲ့အတွက်အခြေအနေတွေငြိမ်သက်သွားတဲ့အထိအခက်ဝမ်းကိုသူမနဲ့အတူထားရှိဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ပြန်လမ်းမှာသူတို့ဟာလယ်ကွင်းတစ်ခုကိုဖျက်တမ်းခဲ့ကြပါတယ်။အခက်ဝမ်းဟာအရာအလုံးကိုစိတ်ဝင်စားရှိနေတာပါသူမဟာတရိတ်ဆန်တွေကိုပြုံးပြပြီးနှုတ်တောင်ဆက်ခဲ့ပါသေးတယ်သူတို့အိမ်ရောက်တဲ့အခါကျောင်းဟီရဲ့မောင်လေးဖြစ်သူဒေဂီကသူမဒဏ်ရာရလာတာကိုသတိထားမိပြီးစစ်ဆေးဖို့လက်လန်းလိုက်ပါတယ်အခက်ဝမ်းကသူတိုက်ခိုက်နေတယ်လို့ထင်မှတ်သွားခဲ့ပါတယ်သူမကသူ့ရဲ့လက်မောင်းကိုပြင်းထန်စွာဖမ်းဆုပ်လိုက်တာကြောင့်သူအော်ဟစ်သွားခဲ့ရပါတယ်ညစာစားပွဲမှာတော့အခက်ဝမ်းဟာအစားအစာတွေကိုစိုက်ကြည့်ရင်းတူနဲ့ဇွန်းတွေကိုဘယ်လိုသုံးရမှန်းမသိပဲတရွေးမျိုးချနေခဲ့ပါတယ်ကြောင်းဟီကသူမပိုက်မစားလာလားလို့တွေးနေမိပြီးဒေဂီကတော့ဟင်းတွေကအရသာမရှိလို့နေမှာပေါ့လို့ပုံပွင့်လင်းလင်းပြောလိုက်ပါတယ်သူတို့နှစ်ဦးငင်းခုန်နေကြစင်မှာပဲအခက်ဝမ်းဟာအစားအစာတွေကိုရုတ်တရက်ငန်းငန်းတက်စားသုံးလိုက်ပြီးစက္ကန့်ပိုင်းတွင်းမှာပဲစပွဲကိုအပြည့်ရှင်းပစ်လိုက်ပါတယ်ညစာစားပြီးနောက်ကျောင်းဟီကသူမအတွက်အခန်းတစ်ခန်းပြင်ဆင်ပေးပြီးတန်ရှင်းတဲ့အဝတ်စားတွေယူဆောင်လာပေးခဲ့ပါတယ်ထို့နောက်သူမဟာသူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်အခက်ဝမ်းကိုအလေးနဲ့ကျေးဇူးတင်စကားဆိုခဲ့ပါတယ်တစ်ချိန်တဲမှာပဲကြေးစားစစ်သားဂျိုဟွန်ဟာလောက်ကျန်တက်ဖြတ်မှုတာဝန်တစ်ခုကိုပြီးမြောက်ခဲ့ပါတယ်။သူမကားပေါ်တက်လိုက်တာနဲ့သူမရဲ့လက်ထောက်တွင်ကစတင်ပြီးညီးတွားပါတော့တယ်။သူမဟာအမြဲတမ်းတယောက်တည်းအလုပ်လုပ်လို့ရှိပြီးတနေ့မှာဒါဟာသူမကိုတေးစေလိမ့်မယ်လို့ပြောပါတယ်။ဂျိုဟွန်ကသူ့ကိုပါဆက်ပိတ်ပြီးကားပဲမောင်းမှုငေါက်လိုက်ပါတယ်။သူတို့ရဲ့နေရာကိုပြန်ရောက်တဲ့အခါသူမဟာလက်ပလာနဲ့တင်သူမရဲ့ခန္ဓာကိုယ်ထဲကကြည်စံကိုတူးထုတ်လိုက်ပါတယ်။ဒဏ်ရာကတော့ချက်ချင်းပြန်လဲကောင်းမွန်သွားခဲ့တာပါထင်ရှားတာကတော့သူမမှာလည်းထူးခြားတဲ့စွမ်းအားတွေရှိနေတာဖြစ်ပါတယ်။ရုတ်တရက်ထူးဆန်းတဲ့အကြောပြပြကြီးတွေဟာသူမရဲ့လက်မောင်းပေါ်မှာတွားသွားလာခဲ့ပါတယ်။သူမဟာအဲ့ဒါကိုနှိမ်နှင်းဖို့အတွက်နေရန်ကိုလက်သီးနဲ့ပြင်းထန်စွာထိုးနှက်လိုက်ရပါတယ်။တန်ရှင်းရေးလုပ်ပြီးနောက်သူမဟာမစ်ရှင်အသစ်တစ်ခုကိုလက်ခံရရှိခဲ့ပြီးအနန်တူနဲ့တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်။အနန်တူကတော့အခြားသူမဟုတ်ပဲဒရိုက်တာဘက်ဖြစ်ပါတယ်။ဒရိုက်တာဘက်ကသူမကိုအဝမ်းနဲ့ပတ်သက်တဲ့အစီရင်ခံစာအပြည့်အစုံကိုပေးအပ်ခဲ့ပြီးဂျိုဟွန်ကိုသူမကိုအမြန်
စုံဖမ်းဆီးဖို့တောင်းဆိုခဲ့ပါတယ်။ဂျိုဟွန်ကဂျာယွန်းဘယ်မှာလဲလို့မေးမြန်းခဲ့ပါတယ်။ဒရိုက်တာဘက်ကဂျာယွန်းဟာမကြသေးမီကတင်ရောက်လာခဲ့ပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ပြောပါတယ်။သူမကဂျာယွန်းဟာဆေးဝါးတွေပုံမှာမိခိုနေရတဲ့၍သူတို့ကိုဗန်နီရမြပေးနိုင်မှာမဟုတ်ကြောင်းလည်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အခက်ဝမ်ကတော့မတူပါဘူး။သူမမှာထင်ရှားတဲ့အားနည်းချက်မရှိသလိုသူမရဲ့စွမ်းရည်တွေကဂျာယွန်းထက်တောင်ပိုမိုတမ်းမာပါသေးတယ်။ဒရိုက်တာဘက်ဟာခြေရာခံကိရိယာတစ်ခုကိုထုတ်ယူလိုက်ပြီးသူမဟာအခက်ဝမ်ရဲ့အုံနောက်ထဲမှာချစ်ပြတစ်ခုထည့်သွင်းထားခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။အဲ့ဒါကတော့ဆရာဝန်ဖယ်ရှားလို့မရခဲ့တဲ့ပြင်ပအရာဝတ္ထုပါပဲ။အဲ့ဒီချစ်ပြကစမ်းသက်ခံရဲ့ဒီနေရာနဲ့အခြေအနေကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။အကယ်၍သူတို့နီးကပ်သွားရင်ခြေရာခံကိရိယာကသူတို့ကိုအချက်ပေးမှာဖြစ်ပါတယ်။ဂျိုဟွန်နဲ့တွင်တို့ဟာသူမကိုရှာဖွေဖို့ချက်ချင်းပဲကားမောင်းထွက်ခဲ့ကြပါတယ်။လမ်းမှာဂျိုဟွန်ဟာသူတို့နောက်ကိုလိုက်လာတဲ့ကားတစ်စီးကိုတတိထားမိသွားပါတယ်။တွင်ကဂီယာမြင့်တင်ပြီးတောအုပ်ထဲကိုအရှိန်နဲ့မောင်းနှင်ခဲ့ပါတယ်။သူတို့ကိုမျက်ခြေဖြတ်ပြီးနောက်သူဟာရုတ်တရက်ပြန်လှည့်လာပြီးအခြားကားကိုဝင်တိုက်ကဖျက်ဆီးပစ်လိုက်ပါတယ်။သူကသူတို့ဟာဒေတာခံအေဂျင့်တွေဖြစ်လိမ့်မယ်လို့ခန့်မှန်းပြီးယဉ်ကျေးပြန်တန်းစွာနှုတ်ဆက်ခြင်းအောင်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူနှစ်ဦးဟာလည်းဗီဇပြောင်းလဲနေသူတွေဖြစ်နေကြပြီးချက်ချင်းပဲတိုက်ခိုက်လာခဲ့ကြပါတယ်။သူတို့ဟာမယုံနိုင်စရာကောင်းလောက်အောင်တန်မာကြပေမဲ့တွန်ကိုတော့မရှင်းနိုင်ပါဘူး။တိုက်ပွဲပြီးမှဂျိုဟွန်ကသူတို့ရဲ့အထက်လူကြီးကိုသတင်းစကားပါဖို့ပြဟော်လိုက်ပါတယ်သူမကတစ်ချိန်ချိန်မှာသူနဲ့တွေ့ဆုံချင်နေတာပါသူမဟာလွန်ခဲ့တဲ့10နှစ်ကအဲ့ဒီအဖွဲ့အစည်းမှာအလုပ်လုပ်ခဲ့ဘူးတာထင်ရှားပါတယ်သူတို့ဆက်လက်ရှာဖွေခဲ့ကြပါတယ်ရုတ်တရက်ခြေရာခံကိရိယာကအတန်မြည်လာခဲ့ပါတယ်ပြစ်မှတ်ကအနီးနားမှာရှိနေတာပါအဲ့ဒီညမှာအခက်ဝမ်အနားယူနေစဉ်မှာပဲပြင်းထန်တဲ့နာကျင်မှုတစ်ခုသူမရဲ့ဦးခေါင်းထဲမှာပောက်ကွဲသွားခဲ့ပါတယ်အတန်တစ်ခုကသူမရဲ့နားထဲမှာကတိုးတီတိုးဆိုလာပါတယ်ကလေးလေးမေမေစီလာခဲ့ပါတဲ့နောက်တစ်စက္ကန့်မှာတော့အချိန်တွေတုန်ခဲသွားသလိုဖြစ်နေခဲ့ပြီးနာကြမြမှုအားလုံးပျောက်ကွယ်သွားခဲ့ပါတယ်။သူမဝရန်တာစီကိုရှောက်သွားခဲ့ပြီးအိမ်စီကိုအရှိန်နဲ့မောင်းနှင်လာတဲ့ကားနှဲငယ်ကိုမြင်လိုက်ရပါတယ်။ဂိုင်းကောင်းဆောင်ရောင်တူးဟာသူ့လူတွေနဲ့အတူရောက်ရှိလာပြီးနေရာတစ်ခုလုံးကိုဝိုင်းရံထားလိုက်ပါတယ်။ထိုနေ့အစောပိုင်းကကျောင်းဟီကိုပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာလည်းသူ့ရဲ့ဆေးလွတ်ချက်အရာလာခဲ့ကြတာဖြစ်ပါတယ်။သူတို့ဟာဒီနေရာမှာအပန်းဖြေစခန်းတစ်ခုတိစောက်ဖို့ကြံစည်နေကြတာဖြစ်ပြီးကျောင်းဟီရဲ့ဖခင်ကလေကွင်းကိုရောင်းချဖို့ညှဉ်းဆန်ခဲ့လို့တက်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ကျောင်းဟီကတနက်ကိုမြောက်ကင်ပြီးသူတို့ကိုနောက်ဆုတ်ဖို့တတိပေးခဲ့ပေမဲ့ဒီတန်မာတဲ့လူတွေကိုသူမမရှင်းနိုင်ပါဘူး။ဒေဂီကသူမကိုကာကွယ်ဖို့ရှေ့ကိုတိုးထွက်ခဲ့ပေမဲ့ပြင်းထန်စွာရိုက်နှက်ခြင်းခံခဲ့ရပါတယ်။ရောင်တူးကကျောင်းဟီကိုစာချုပ်မှာလက်မှတ်ထိုးဖို့အတင်းအကျပ်ခိုင်းစေခဲ့ပြီးသူမညှင်းဆန်ရင်သူမရဲ့မောင်လေးကိုတက်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ကျောင်းဟီကတော့ဆက်လက်ညှင်းဆန်ခဲ့ပြီးသူ့ကိုမြေယာရောင်းချမဲ့အစားတေးရတာကမှမျက်အုပ်မယ်လို့ဆိုပါတယ်ဒေါသထွက်သွားတဲ့ရောင်တူးဟာသူ့လူတွေကိုသူတို့အညံ့ခံတဲ့အထိရရက်ဆက်ဆက်ရိုက်နှက်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူတိုင်းဟာခေါင်းမိုးပေါ်မှာရက်နေတဲ့မိန်းကလေးတစ်ယောက်ကိုမြင်တွေ့လိုက်ရပါတယ်။ရောင်တူးကသူမတန်ရာမရခင်အောက်ကိုဆင်းခဲ့ဖို့ကျဉ်းနာစွာပြောကြားခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့အခက်ဝမ်ဟာခေါင်းမိုးပေါ်ကနေခုန်ချလိုက်ပြီးမြေပြင်ပေါ်သို့ပုတ်ပါစွာဆင်းတက်လိုက်ပါတယ်။လူတိုင်းတုန်ခဲသွားခဲ့ကြပါတယ်။သူမဟာကျောင်းဟီကိုရိုက်ခဲ့တဲ့လူစီကိုတက်တက်လျှောက်သွားခဲ့ပါတယ်။အတားအရာတော့အန်လိုက်ယုံတင်ရှိသေးတယ်သူမကသူ့ကိုလွတ်ထွက်သွားအောင်လှုပ်ဆောင်လိုက်တာပါရောင်တူးတစုံတရာမတုတ်ပြန်နိုင်ခင်မှာပဲသူမကနောက်ထပ်လူနှစ်ယောက်ကိုမီတာဒါဇင်ပေါင်းများစွာဝေးရာသို့ပစ်ချလိုက်ပြန်ပါတယ်ဒီလိုမိစ္ဆာတစ်ကောင်နဲ့ရင်ဆိုင်ရတဲ့အခါရောင်တူးဟာလူတိုင်းကိုတပြိုင်နက်တည်းတိုက်ခိုက်ဖို့အချက်ပေးလိုက်ပါတယ်အခက်ဝမ်ဟာသူမရဲ့လမ်းကြောင်းမှာရှိနေတဲ့လူတိုင်းကိုနှိမ်နင်းလိုက်ပြီးရောင်တူးစီကိုတက်တက်လျှောက်သွားခဲ့ပါတယ်သူဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်သူဟာမြေပြင်ပေါ်လဲကျသွားပြနောက်ပြန်တွားနေခဲ့ပါတယ်။ကျောင်းဟီကအပြေးလွှားရောက်လာပြီးသူ့ကိုပါရိုက်လိုက်တာကြောင့်သူသတိပြန်လည်လာခဲ့ပါတယ်။ရောင်တူးဟာအလင်းမြန်ထထွက်ပြေးခဲ့ပြီးသူ့လူတွေနဲ့အတူထွက်ခွာသွားခဲ့ပါတယ်။အရာအလုံးကိုမြင်တွေ့ပြီးနောက်ဒက်ဂီဟာအခက်ဝမ်မှာတဘာဝလွန်ဆွမ်းအားတွေရှိနေတယ်ဆိုတာကိုလုံးဝယုံကြည်သွားခဲ့ပါတယ်။သူကသူမကို YouTuber တယောက်ဖြစ်ပြောင်းလဲပြီးငွေရှာဖို့တောင်စတင်တွေးတောနေခဲ့တာပါ။နောက်ရက်မှာသူကအခက်ဝမ်ကို YouTube ကနေဘယ်လိုငွေရှာရလဲဆိုတာကိုစိတ်လှုပ်ရှားစွာရှင်းပြခဲ့ပေမဲ့သူမကတော့အစားအစာကိုပဲဂရုစိုက်နေခဲ့တာကြောင့်ဒက်ဂီကိုယူသုံးမတ်တက်ဖြစ်စေခဲ့ပါတယ်။နောက်ပိုင်းမှာသူတို့သုံးဦးဟာဟင်းချက်စရာတွေဝယ်ယူဖို့ကုန်းစုံဆိုင်တစ်ခုကိုတွားခဲ့ကြပါတယ်။ဈေးဝယ်နေစဉ်မှာအခက်ဝမ်ဟာအခမဲ့ပေးတဲ့မြီးစမ်းစရာတွေကိုဘသူကိုမျှဂရုမစိုက်ဘဲအကုန်စားပစ်ခဲ့ပါတယ်။အခြားဝယ်ယူသူတွေကတော့အံ့ဩတုန်လှုပ်စွာစိုက်ကြည့်နေခဲ့ကြတာပါ။ဒက်ဂီဟာအလွန်ပဲရှက်ရွံ့သွားခဲ့ပြီးသူမကိုအလင်းအမြန်ဆွဲခေါ်သွားခဲ့ပါတယ်။အခြားတနေရာမှာတော့ဂျိုဟွန်ဟာသူမရဲ့အထက်လူကြီးဟောင်းဂျန်နဲ့တွေ့ဆုံခဲ့ပါတယ်။အန်ကဒရိုက်တာဘက်ဟာလူကောင်းတစ်ယောက်မဟုတ်ကြောင်းသတိပေးခဲ့ပြီးဒီကိစ္စမှာဝင်မရှုပ်ဖို့ပြောခဲ့ပါတယ်။ဂျိုဟွန်ကတော့အကြံဉာဏ်ကိုတန်ဖိုးမထားပါဘူး။အဲ့ဒီအစားသူမကသူ့ကိုလာရောက်မစုံစမ်းမှုနဲ့မဟုတ်ရင်သူမလွတ်ထားမှာမဟုတ်ဘူးလို့ပြန်လည်သတိပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတူဦးအဖွဲ့ဟာအခက်ဝမ်ရဲ့ဒီနေရာကိုခြေရခံနေပါတယ်။သူတို့ဟာသူမရဲ့တက်ခွဲကန်းကလူတိုင်းကိုတက်ဖြတ်ခဲ့သူတွေဖြစ်ပါတယ်။အခက်ဝမ်ဟာဦးကောင်းကိုနှစ်ချက်အပြစ်ခံခဲ့ရလို့တေဆုံးသွားတဲ့နာဖြစ်ပေမဲ့တနည်းနည်းနဲ့သူမအသက်ရှင်ကြံရိတ်ခဲ့တာပါခေါင်းဆောင်ကတော့အမှားယွင်းအဖြစ်မခံနိုင်တာကြောင့်သူတို့အခက်ဝမ်ကိုပြန်ခေါ်လာရမှာဖြစ်ပါတယ်အရှက်ရသွားတဲ့ရောင်တူးဟာလည်းကလဲစားချေဖို့စတင်စီစဉ်နေခဲ့ပါတယ်သူဟာဆရာဝန်ကိုရှာဖွေတွေ့ရှိခဲ့ပြီးကျောင်းဟီကာကွယ်ပေးထားတဲ့မိန်းကလေးကဘယ်သူလဲဆိုတာကိုဖွင့်ဟဖို့ချိန်ချောက်ခဲ့ပါတယ်အမှန်တရားကိုသိရှိပြီးနောက်ရောင်တူးဟာအခက်ဝမ်ဟာလည်းအလိုရှိနေတဲ့ပြစ်မှတ်တစ်ခုဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်သူကသူ့လူတွေကိုအနံတူစီချက်ချင်းဆက်သွယ်ဖို့အမိန့်ပေးလိုက်ပါတယ်မကြခင်မှာအားပဲကျောင်းဟီဟာသူမရဲ့ဦးလေးစီကအကူအညီတောင်းတဲ့ဖုန်းကိုလက်ခံရရှိခဲ့ပြီးတိရစ္ဆာန်စေကန်းစီကိုအပြေးလွှားသွားခဲ့ပါတယ်။ခိုင်းသားတွေဟာသူတို့ရဲ့ဂတိကိုဖျက်ပြီးသူ့ရဲ့လက်ညှိုးကိုဖျက်တောက်ပစ်ခဲ့ကြတာပါ။သူမရဲ့ဦးလေးကအခက်ဝမ်ကိုဆက်လက်မဝတ်ထားဖို့နဲ့မဟုတ်ရင်ဘေးဒုက္ခတွေသာတည်ဆောင်လာလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ကျောင်းဟီဟာစိတ်တွေးဟာဖြစ်နေခဲ့ပါတယ်။သူမထွက်ခွာတော့မယ့်အချိန်မှာပဲဂျိုဟွန်ဟာသူမရဲ့ကားထဲကိုရုတ်တရက်ဝင်ထိုင်လိုက်ပါတယ်။သူမကအခက်ဝမ်တက်ခွဲကန်းမှာလူတွေကိုတက်ဖြတ်နေတဲ့ဗီဒီယိုဖိုင်ကိုပြသခဲ့ပြီးအခက်ဝမ်ဟာဘဲအချိန်မဆိုထိန်းချုပ်မရဖြစ်သွားနိုင်တဲ့မိစ္ဆာတစ်ကောင်ဖြစ်တယ်လို့သတိပေးခဲ့ပါတယ်။သူမကကျောင်းဟီကိုအကယ်၍သူမရဲ့မောင်လေးအသက်မခံရချင်ရင်ဒီညသူတို့ရဲ့အစီအစဉ်မှာပူးပေါင်းရမယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းရောင်တူးဟာသူ့ရဲ့ကုမ္ပဏီကိုပြန်ရောက်ယုံတင်ရှိသေးတယ်။သူ့လူနှစ်ယောက်တနက်နဲ့အပြစ်ခံရပြီးတေဆုံးသွားခဲ့ပါတယ်။အခက်ဝမ်ကိုဖမ်းဆီးဖို့စုကြေးငွေထုတ်ထားတဲ့အနံတူဟာတူဦးအဖွဲ့ဖြစ်နေတာကိုခေါင်းဆောင်ကရောင်တူးကိုအကယ်၍သူအခက်ဝမ်ရဲ့ဒီနေရာကိုမပြောရင်သူ့ရဲ့ကလီစာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။
ရောင်တူးဟာသူတို့ဟာအခက်ဝန်းလိုပဲကြောက်မက်ဖွယ်ကောင်းတဲ့ဗီဇပြောင်းလဲနေသူတွေဖြစ်တယ်ဆိုတာကိုသိထားပါတယ်ဒါတော့မှသူဟာပူးပေါင်းဆောင်ရွက်ဖို့အကြံပြုခဲ့ပြီးသူအသုံးဝင်နိုင်ပါတယ်လို့ဆိုခဲ့ပါတယ်ခေါင်းဆောင်ကသဘောတူခဲ့ပြီးသူ့ကိုစွမ်းအားမြင့်တင်ပေးမဲ့စီရန်ဆေးရည်တပလင်းပေးအပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျောင်းဟီဟာအိမ်ပြန်ရောက်နေပါပြီဖြစ်တတ်မြဝေခွဲမရဖြစ်ပြီးနောက်သူမဟာအခက်ဝန်းကိုဒီနေရာမှာအလွန်အန္တရာယ်များတဲ့အတွက်ထွက်ပြေးဖို့တိုက်တွန်းခဲ့ပါတယ်အခက်ဝန်းဟာအနီးအနားမှာလူသက်သမားများတောက်များစုယုံနေတာကိုချက်ချင်းပဲရိမ့်မိလိုက်ပါတယ်သူတို့ဟာအိမ်ပြင်ဘက်မှာပုံအောင်ဆောင်ဆိုင်နေကြပြီးတိုက်ခိုက်ဖို့အချိန်ကောင်းကိုစောင့်နေကြတာပါအဲ့ဒီအချိန်မှာပဲနောက်ထပ်ကားမီးမောင်းကြီးတွေရောက်ရှိလာပြီးအိမ်တစ်ခုလုံးကိုဝိုင်းရံထားလိုက်ပါတယ်အဲ့ဒါကတော့တူဦးအဖွဲ့နဲ့ဂိုင်းသားတွေနဲ့အတူပေါ်လာတဲ့ရောင်တူးပဲဖြစ်ပါတယ်ဒေဂီကအခက်ဝန်းကိုခေါင်းမိုးပေါ်ခေါ်ဆောင်သွားပြီးတောအုပ်ထဲကနေထွက်ပြေးမဲ့လမ်းကြောင်းကိုညွှန်ပြခဲ့ပါတယ်ဂျိုဟွန်ရဲ့အဖွဲ့ကသူတို့ကိုမြင်တွေ့ခဲ့ပေမဲ့တနက်မပစ်ခဲ့ပါဘူးသူတို့အပြစ်မဲ့သူတွေကိုနာကျင်အောင်မလုပ်ချင်လို့ပါကျောင်းဟီကတနက်ကိုမြောက်ကင်ပြီးရောင်တူးကိုထွက်သွားဖို့ပြောခဲ့ပေမဲ့သူဟာစွမ်းအားမြင့်တင်ထားပြီးသားဖြစ်လို့ဘသူကိုမျှမကြောက်ပါဘူးသူကတနက်နဲ့ပြစ်ခတ်ပြီးသူမကိုထိုနေရာမှာတင်တက်ပစ်လိုက်ပါတယ်ဒေဂီအပြင်ကိုပြေးထွက်လာတဲ့အချိန်မှာပဲတနက်သမားကအိမ်စီကိုဒုံးကြီးတစ်လုံးပစ်လွတ်လိုက်ပေမဲ့ခြေရခန့်အချက်ပြမှုကရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီးတနက်သမားကအခက်ဝန်းကိုဆက်လက်ခြေရမခံနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲအမြဟိုသမီးလူသက်သမားတဦးဟာကောင်းကင်ကနေကြားဆင်းလာပြီးတေးစေနိုင်တဲ့တိုက်ခိုက်မှုတစ်ခုကိုစတင်လိုက်ပါတယ်။သူမဟာကြီးစံတွေမထိမှန်နိုင်တော့အောင်အရှိန်ပြင်းစွာလှုပ်ရှားနိုင်တာပါ။သူမရဲ့ဓာတ်တိုင်းစွမ်းရည်ကလည်းတေးစေနိုင်တော့ပါတယ်။တနက်သမားဟာထိုနေရာမှာတင်အသက်ခံလိုက်ရပါတယ်။ထို့နောက်အဲ့ဒီအမျိုးသမီးလူသက်သမားဟာစမ်းပြတဲ့လူတစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့်လွတ်ထွက်သွားခဲ့ရပြန်ပါတယ်။တစ်ဖက်မှာလည်းရောင်တူးဟာမောင်းဖြုတ်ပြီးဒေဂီကိုတတ်တော့မဲ့အခြေအနေမှာပဲကြီးစံတစ်ခုကသူ့ရဲ့ပခုံးကိုအရင်ဆုံးထိမှန်သွားခဲ့ပါတယ်ဂျိုဟွန်ဟာခေါင်းမိုးပေါ်မှာရက်နေပြီးလူမိုက်တွေကိုစုပ်ခွာဖို့အော်ဟစ်လိုက်ပါတယ်ခေါင်းဆောင်ကတော့အေးဆက်စွာရေမောလိုက်ပါတယ်သူမဟာတစ်ပင်တွေကိုထက်မြက်တဲ့လန့်တွေဖြစ်ပြောင်းလဲလိုက်ပြီးအသုံးမကျတဲ့လူသားတွေကိုမျက်စိတမိတ်တွင်းမှာတင်ထိုးဆိုင်ပစ်လိုက်ပါတယ်တိုက်ပွဲဟာအပြေအဝပောက်ကွဲသွားခဲ့ပါပြီဂျိုဟွန်နဲ့တွန်တို့ဟာရန်တမ်းပစ်ခတ်ခဲ့ကြပေမဲ့တူဦးအဖွဲ့ကထိတ်လန့်စရာကောင်းတဲ့အရှိန်နှုန်းနဲ့လှုပ်ရှားနေကြပြီးသူတို့မှာကြောက်မက်ဖွယ်ကောင်းတဲ့ဒဏ်ရာပြောက်ကင်းမှုစွမ်းအားတွေလည်းရှိနေကြပါတယ်အခြေအနေတွေကအလင်းအမြန်ပြောင်းလဲသွားခဲ့ပြီးသူတို့နှစ်ဦးဟာအင်အားမမျှဖြစ်ခဲ့ကြရပါတယ်ရောင်တူးဟာအသက်ငယ်နေရင်းကနေသူ့ရဲ့နောက်ဆုံးခွန်အားကိုအသုံးချပြီးနောက်ထပ်တနက်တစ်ချက်ပစ်ခတ်ခဲ့ပါတယ်ဂျိုဟွန်ကဝင်ရောက်ကာကွယ်ပေးခဲ့ပေမဲ့ကြည်စံကသူမရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးသွားပြီးဒေဂီကိုထိမှန်ကတေဆုံးသွားစေခဲ့ပါတယ်မလန်းမကန်းမှာတော့အခက်ဝန်းဟာတစုံတရာကိုခန်းစားမိတယ်လို့မျိုးရုတ်တရက်နိုးလာခဲ့ပါတယ်မောင်နှံနှစ်ဦးနဲ့ပတ်သက်တဲ့နှွေးထွေးတဲ့အမှတ်ရမှုတွေဟာသူမရဲ့စိတ်ထဲမှာလျှက်တစ်ပြက်ဖြတ်တန်းသွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့အမျိုးသမီးလူသက်သမားဟာရုတ်တရက်ပေါ်လာပြီးသူမစီကိုပြေးဝင်လာခဲ့ပေမဲ့အခက်ဝန်းကပုံမမြန်ဆန်လာပါတယ်မျက်စိတမိတ်တွင်းမှာတင်သူမကိုတက်ပစ်လိုက်ပါတယ်အခြားတနေရာမှာတော့အမျိုးသားလူသက်သမားကတွန်းကိုခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက်ဂျိုဟွန်နဲ့ထိတ်တိုက်ရင်ဆိုင်ကတေးရမီလားရှင်ရမီလားတိုက်ခိုက်ခဲ့ကြပါတယ်ဂျိုဟွန်ကပုံမတမ်းမှာပါတယ်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုနဲ့အတူသူမကသူ့ရဲ့လေပင်ကိုထိုးဖောက်လိုက်ပါတယ်ဒါကိုမြင်တွေ့ရတဲ့အခါခေါင်းဆောင်ကပြေးဝင်လာပြီးဂျိုဟွန်ကိုပြင်းထန်စွာဒဏ်ရာရစေခဲ့ကတေးစေနိုင်တဲ့ဒဏ်ရာအနှဲငယ်ရရှိသွားစေခဲ့ပါတယ်ဂျိုဟွန်ဟာပြန်လည်တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားခဲ့ရပါပြီသူမတေဆုံးခြင်းကိုသာစောင့်မျှော်နေုံရှိပါတော့တယ်အရေးကြီးတဲ့အချိန်မှာပဲတွန်ကနိုးလာပြီးပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့အမျိုးသားလူသက်သမားကအလျင်အမြန်ဒဏ်ရာပြောက်ကင်းသွားခဲ့ပါတယ်သူကလှောင်ပြုံးပြုံးရင်းသူတို့ရဲ့အားနည်းချက်ကိုတယောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခက်ဝန်းပြန်လည်ရောက်ရှိလာခဲ့ပြီးအမျိုးသမီးလူသက်သမားရဲ့ရုပ်အလောင်းကိုနောက်ကနေဆွဲခေါ်လာခဲ့ပါတယ်။သူမမြေပြင်ပေါ်မှာလဲကျတည်ဆုံးနေတဲ့ကျောင်းဟီနဲ့ဒေဂီတို့ကိုမြင်လိုက်ရတဲ့အခါမှာတော့သူမလုံးဝကိုစိတ်ပြအားငယ်သွားခဲ့ပါတယ်။သူမဟာရောင်တူးရဲ့ခြေချင်းဝတ်ကိုနင်းချပြီးခြေမုံပစ်လိုက်ပါတယ်။အမျိုးသားလူသက်သမားကတော့ဒီချစ်စရာကောင်းတဲ့မိန်းကလေးကိုအလေးနဲ့မထားပါဘူး။ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူမကသူ့ရဲ့လက်မောင်းကိုဘာမှမဟုတ်တယ်လို့မျိုးခြေမုံပစ်လိုက်ပါတယ်။ထို့နောက်သူမဟာအကာအကွယ်တားဆီးတစ်ခုဖန်တီးလိုက်ပြီးတူဦးအဖွဲ့ကိုထွက်ပြေးခွင့်မပေးတော့ပါဘူးခေါင်းဆောင်ကခြုံခိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်အခက်ဝန်းကသူမကိုစိတ်ဆွမ်းအားနဲ့တုန်ခဲသွားအောင်လှုပ်ဆောင်လိုက်ပြီးသူမရဲ့ကိုယ်ပိုင်လက်ပင်ကိုပြန်လည်ထိုးဆိုင်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်အမျိုးသားလူသက်သမားကတော့လက်မောင်းအတစ်တစ်ခုပြန်လည်ပေါက်ပွားလာခဲ့ပြီးကြောက်တုံးတွေကိုထိန်းချုပ်ကတိုက်ခိုက်ခဲ့ပါတယ်အခက်ဝန်းကသူမရဲ့လက်ကိုအတာအယာဝေယံလိုက်ယုံတင်ရှိသေးတယ်သူ့ကိုအပိုင်းပိုင်းပြတ်သွားအောင်လှုပ်ဆောင်မဲ့လေစင်နာမောင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်နောက်ဆုံးကြံရစ်တဲ့အမျိုးသမီးလူသက်သမားကတော့ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကားတစ်စီးကသူမရဲ့လမ်းကြောင်းကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒါကတော့ဂျာယွန်းဖြစ်ပါတယ်။ဂျာယွန်းဟာတူဦးအဖွဲ့ကိုတက်ခွဲကန်းကိုတိုက်ခိုက်ဖို့နဲ့သူမရဲ့ညီမလေးကိုကယ်တင်ဖို့ငှားရမ်းခဲ့တာဖြစ်ကြောင်းသိတာသွားခဲ့ပါပြီ။သူမကတော့သူတို့တွေဒီလောက်တောင်ပဝင်မြင့်ပြီးအခက်ဝန်းကိုပါတတ်တော်မဲ့အခြေအနေထိဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့တာပါ။အခက်ဝန်းကသူမအမှန်တကယ်ဘာကိုလိုချင်နေရလဲလို့မေးမြန်းခဲ့ပါတယ်ဂျာယွန်းကတယောက်ကအခက်ဝန်းဟာသူတို့ရဲ့မိခင်ဖြစ်သူရဲ့စိတ်အောက်ခြေပိုင်းနဲ့ဆက်ဆက်နေတယ်လို့ပြောခဲ့ကြောင်းရှင်းပြပါတယ်။သူမကမိခင်ဖြစ်သူရဲ့ယောဂကိုကုသပေးနိုင်ဖို့အတွက်မိခင်ကိုရှာဖွေနိုင်ဖို့အခက်ဝန်းရဲ့အကူအညီလိုအပ်နေတာဖြစ်ပါတယ်အခက်ဝန်းကမဖြစ်ပါဘူးသူမဟာမောင်နှံနှစ်ဦးစီကိုတက်တက်လျှောက်သွားခဲ့ပြီးသူတို့ကိုကယ်တင်ဖို့အသေးအတန်စူးစမ်းခဲ့ပါတယ်ဂျာယွန်းကသူမကိုစေးပလင်းတပလင်းကမ်းပေးလိုက်ပြီးပြောလိုက်ပါတယ်မင်းသူတို့တဲကတယောက်ကိုပဲကယ်တင်နိုင်မယ်မင်းဘသူကိုပဲရွေးချယ်သူတို့ကတာမန်လူသားတယောက်ဖြစ်ပြန်လဲမပြောင်းလဲနိုင်တော့ဘူးတဲ့အဆုံးမှာတော့အခက်ဝန်းကညှင်းဆန်ခဲ့ပါတယ်ဂျာယွန်းဟာအခွင့်ကောင်းကိုစုပ်ကင်ပြီးသူမကိုမေးစေးထိုးနှံကခေါ်ဆောင်သွားခဲ့ပါတော့တယ်လူတိုင်းထွက်ခွာသွားပြဒီနောက်တွန်းနိုးလာခဲ့ပါတယ်သူဘသူကိုမျှမနိုင်ဘူးဆိုတာသိထားလို့တေးချင်းရောက်ဆောင်ပြီးအသက်ဆက်ရှင်ခဲ့တာပါတိုက်ဆိုင်စွာပဲဂျိုဟွန်ကလည်းဒီလိုပဲလှုပ်ဆောင်ခဲ့ပါတယ်သူတို့နှစ်ဦးလုံးပြင်းထန်စွာဒဏ်ရာရရှိထားခဲ့ကြတာပါဂျိုဟွန်ဟာဂျန်စီကိုအကူအညီတောင်းဖို့ဖုန်းဆက်ခဲ့ရပေမဲ့ဂျန်ကတော့ခေါင်းမိုးပေါ်မှာကြိုတင်ရက်နေခဲ့ပြီးသားပါဂျိုဟွန်ကသူ့ကိုထွက်ပြေးသွားတဲ့လူနှစ်ယောက်နောက်ကိုလိုက်လံဖမ်းဆီးဖို့တိုက်တွန်းခဲ့ပေမဲ့ဂျန်ကတော့တည်ငြိမ်စွာပဲဆိုလိုက်ပါတယ်စိတ်မပူပါနဲ့သူတို့ဘဲကိုဥတီသွားတားနေလဲဆိုတာငါကောင်းကောင်းကြီးသိထားပြီးသားပါတဲ့